မြေမြုံမှာကဲပေးခဲ့တဲ့စစ်သားကိုမမြင်ဘူးပဲချစ်မိသွားတဲ့သတင်းတောက်မှလေးဆုံးရဆိုတဲ့သတင်းတောက်မင်းကလေးကဗီယက်နမ်နယ်စပ်ဒေသမှာရှိတဲ့နေရာကိုသွားပြီးသတင်းယူဖို့တာဝန်ပေးခံခဲ့ရပါတယ်။ဆုံးရနယ်စပ်ဒေသကင်းလှည့်နေတဲ့စစ်သားတွေရှိရာနေရာကိုရောက်လာတဲ့ခါမှာတော့မြေမြုံမိုင်းတစ်ခုကိုနင်းမိသွားခဲ့ပါတယ်။အဲဒီအချိန်မှာစစ်သားတယောက်ကမြင်သွားပြီးသူမကိုကဲဖို့ရောက်လာခဲ့ပါတယ်။စစ်သားကောင်မလေးကိုစိတ်အေးထားဖို့စကားတွေပြောနေခဲ့ပြီးမြေကြီးကိုဓာတ်နဲ့ချစ်ထုတ်လိုက်တော့မြေမြုံမိုင်းကတလုံးနဲ့မဟုတ်ပဲဝါယာကြိုးတွေနဲ့ဆက်ထားတဲ့မိုင်းရနှလုံးဖြစ်နေပါတယ်။ချိန်ကိုင်းမိုင်းဖြစ်လို့နောက်10မိနစ်ကြာရင်ပောက်ကွဲတော့မှာပါ။စစ်သားကဆုံးရံကိုကြောက်နေမှဆိုလို့သူ့မျက်နှာကိုပဲကြည့်နေဖို့ပြောတယ်။စစ်သားကောင်လေးကမိုင်းကိုဖေဖို့မြေကြီးတွေဖယ်နေရင်းနဲ့နှစ်ယောက်တူစကားပြောရင်ခင်မင်ရင်းနှီးသွားကြတယ်။စစ်သားရဲ့နာမည်ကတော့ဆန်းပါ။ဆန်းဒီနေရာမှာခဏလုံးအားပေးလာတဲ့စစ်ဗိုလ်ဖြစ်တယ်လို့ပြောပြတယ်။ဇန်မျက်နှာတစ်ခုလုံး Max အုပ်ထားလို့မျက်နှာကိုမမြင်ရပေမယ့်လှပတဲ့မျက်လုံးတွေကြောင့်ဆုံးရံကစိတ်ဝင်စားသွားတယ်။ပြီးတော့မိုင်းမကွဲခင်မှာကျိုးကိုဖြတ်ပြီးတူတူထွက်ပြေးကြတယ်။ဆုံးရံကဇန်ကိုချစ်မိသွားတယ်။ဇန်ကိုဓာတ်ပုံရိုက်ချင်ခဲ့ပေမယ့် Max တက်ထားလို့မျက်နှာကိုမမြင်ရပဲဇန်မသိအောင်ဓာတ်ပုံခိုးရိုက်ခဲ့တယ်။ဆုံးရံသူ့အိမ်သူပြန်မုံလိုင်းကားပေါ်လျှောက်သွားပြီးတခြားမြို့ကိုရောက်သွားတယ်။သူတို့ထွက်ပြေးတော့ကဇန်ရဲ့လက်ဘက်ကဆုံးရံရဲ့လွှဲအိမ်မှာညှိကြံခဲ့တယ်။နောက်တစ်မြို့ကိုရောက်တော့စစ်ကားတွေကိုတွေ့တဲ့အခါဆုံးရံကဇန်ကိုများတွေ့ရမလားဆိုပြီးရှာကြည့်မိတယ်။ကားလည်းမောင်းထွက်တဲ့အချိန်မှာဇန်ကိုသူတွေ့လိုက်တယ်။ဇန်ကိုအော်ခေါ်ခြင်းမိမယ်ကားမှန်တကားကဖွင့်လို့မရခဲ့ဘူး။တည်င်းတကားဖွင့်လို့ရတော့စုံရံကိုဇန်ကလက်ပြနှုတ်ဆက်ခဲ့တယ်။ကားထွက်သွားတော့သူတို့နှစ်ယောက်လွဲသွားပြန်တယ်။စုံရံကသူ့မျိုးပြန်လာပြီးတဲ့ကဇန်ကိုတွေ့ခြင်းလို့စစ်ဗိုလ်တွေထဲမှာလောအားပေးစမ်းတဲ့မဲ့ကိုလိုက်ဆောင်စမ်းခဲ့ပေမဲ့ရှာလို့မတွေ့ခဲ့ဘူး။